9ယောက်ပြေ9ယောက်လုံးအောင်တာပါအကုန်လုံးအဖွဲလိုက်ကြိုးကောင်းပါတယ်အမြန်ဖျက်ချောက်တယ်မကြောက်နဲ့မေရှောက်မင်းကိုလာလို့ ဖြစ်နိုင်တယ်အဲ့လိုပြောရင်ဖြစ်ပြီမယ် ကိုလာလို့ကြည့် အကျိုးသားရင်တော့မရဘူးဆိုအမေလက်ခံလိုက်မင်းလက်ခံအဲ့လေလူရောရိုက်တယ်လေဒီနေ့တော့ပြောလိုက်အောင်အောင်တာဆိုအနေလေးပြောလိုက်အောင်လေအောင်တာဒီနေ့တော့ ခံစားချက်လေး ခံစားချက်လေးလား အော်ကိုတက်တော့ပြောဟန်ကိုတက်တော့ တရားလိုက်ပြောတရားလိုက်ဘယ်လိုခံစားရလဲအောက်ဝယ်မယ်ဆိုတာပြောတယ်ဆိုတာ ဖြည်းဖြည်းလေးချဖြည်းဖြည်းလေးချ နေအောင်လေ မင်းတို့ကရိုက်ယူနေ လိုင်စင်ရသွားပြီဆိုတော့ပြောတာပေါ့အတိုင်းမသိအောင်ပေါ့မရခင်တော့ဖះတရားကြီးတားလိုက်ရတာတရဏဂုံဒီမှာရွက်နေတာအောင်ပါစီဆိုပြီးတော့ဒါမဲ့ အဲ့လိုပြောနေတယ်မင်းနောက်ဆုံး အင်တာနက်ဆောင်းလောက်လာပြောဟဲ့လုံးကြမယ်အဖွဲလိုက်စားလေးလုံးကြမယ်ဆိုတော့မင်းတော့လုံးတာမင်းလည်းကြည့်တယ် ကြည့်လာဆို အေးအခုရရုပ်ကတော့ပြောအင်တာနက်ကတော့ အဲ့ကျွန်တော်တို့ပေးတယ် နောက်ဆုံးနံပါတ်တန်9ပုတ်ကို9မိနစ်အပြည့်ဖြည့်ခဲ့ရတာခင်ဗျာလောက်ကိုမလောက်ပါဘူးအချင်းကတော့ အဲ့မင်းပဲလားနားပါကြောင်းမင်းရဲ့ဝမ်းသာတယ်ဟာပြောပါကွာဒီ ဝမ်းသာပါတယ်အောင်နဲ့အောင်စင်းဗျာအောင်စင်းထွက်တဲ့ချိန်ကတော့တုတ်နဲ့ပေါ့ပြီးတော့လေ အောင်စင်းထုတ်စောင့်နေတဲ့အချိန် စောင့်နေချိန်အောင်စင်းကျန်အဲ့ပြီးတော့အခုတော့ဆင်ပြေသွားပြီ အခုလားရရတာပဲပေါ့ ဒီလားရက်ရစားပဲကြောင်ကုတ်တော့ရက်ရစားပဲ ကျွေးပြ အခုကိုကြောင်ကုတ်လုံနေလို့လဲစိတ်ခံနေအောင် ကျွေးပြကျွေးဘလိုခံရတော့လိုင်းလေးရလာပြီဆို လိုင်းနေရတော့စိတ်ကျင်နေမှုတစ်ခုရသွားပြီပေါ့နော်စိတ်ကျင်မှုတစ်ခုတော့ရသွားပြီ အော်ဆက်ကျင်တော့တို့ရအဲ့ဒါအဲ့ပြီးဘလို့ဘာဆက်ပြီးလုံးလို့စဉ်းစားတာနောက်ထပ်ကာကြီးတိုင်တင်နေပြောင်းဖို့အစီအစဉ်ရှိလား ကျွန်တော်မန်နျူပြောင်းဖို့စီစဉ်ရှိတယ် အော်ခုတော့အော်တိုပဲရထားသေးတယ်ဆို အော်တိုရထားတယ်မန်နျူပြောင်းဖို့စီစဉ်ရှိတယ်နောက်ဖြေမဲ့ကောင်မလေးတွေလည်းတိတ်ပြီးတော့ pressure မရှိနဲ့လို့ ဆရာမရှိနဲ့ ဘာမှမဟုတ် အကျဉ်းပါပေးချင်တော့ကွာ ဟာဘယ်ပြောရမလဲဟုတ်တယ်ကွာတင်မလားအမြန်ဖျက်ချောက်တယ်မကြောက်နဲ့မေရှောက်မင်းကိုလာလို့ ဖြစ်နိုင်တယ်အဲ့လိုပြောရင်ဖြစ်ပြီမယ် ကိုလာလို့ကြည့် အကျိုးသားရင်တော့မရဘူးဆိုအမေလက်ခံလိုက်မင်းလက်ခံတော့ကြည့်မှရမယ် မင်းအိမ်သားကောင်းလုပ်ခဲ့တယ်နော်အဲ့ကြောင့်မင်းအောင်တာအဓိကအိမ်သားကောင်းလုပ်ရမယ်နော် ဖျက်ချောက်တယ်မကြောက်နဲ့ကိုလာလို့ ဟဲ့လားဘယ်လိုလဲနိုင်နေရပြီဆိုတော့ဘယ်လိုခံစားရတော့ပေါ့ကွာဒီ ပြောတာပေါ့ ဟမ် ပြောတာပေါ့လိုင်စင်ရပြီဆိုတော့ကားနဲ့သွားလို့ရတယ် ဗန်ဒီရဲ့ချင်းဖို့အစီအစဉ်ရှိလား ရှိပြီ ဗန်ဒီရဲ့ချင်းဖို့တော့အစီအစဉ်မရှိ ရှိ ပါဘူး ရှိအော်တိုနဲ့ပဲတက်လုံးသွားမှာရှုပ် အော် လို့ တိုနဲ့သွားအောင် ကောင်မလေးနဲ့ရှိတယ် ကောင်မလေးနဲ့ ကောင်းတယ်ကားလေးငှားပြီးတော့မောင်ဝဲသေးတယ်မှာငှားပြီးတော့ ကြောက်နေလဲမှာဒါ first time ပေါ့ကောင်မလေးကလက်ကိုတကယ်ချင်းနေဆိုင်ကလာနေ ပိတ်ကပ်ပဲ ပတ်ကြနေကိုတကယ်ချင်းနေရင်သွားဖြစ်နေတယ် လက်တက်ဆန်းပါသူနဲ့ဆန်းရမှာပဲ ကဲအားခါပြောတယ်မှာ အဲတခါလည်းပြေတခါလည်းအောင်9ယောက်ပြေ9ယောက်လုံးအောင်တာပါအကုန်လုံးအဖွဲလိုက်ကြိုးကောင်းပါတယ်ကျွန်တော်တို့ဖွဲလုံးကားလိုက်နေရတော့ပါပြီ